စီးပွားရေးလုပ်မလို့လားလူနေမလို့လားဒါမှမဟုတ်ရင်းနှီးမြုပ်နေမလို့လားဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကလူကြီးမင်းအတွက်ဖြစ်ပါတယ်ဒီနေရာလေးကတော့တောင်ကလာမြို့နယ်မြစ်တာလမ်းမပေါ်မှာရှိတဲ့33800တူဝါစီလုံးချင်းအယောင်ဖြစ်ပါတယ်ဒီဘက်ထိပ်ကိုထွက်မယ်ဆိုလို့ရှိရင်သူ့မင်္ဂလာလမ်းမပေါ်ကိုပေါက်ပါတယ်ဒီဘက်ထိပ်ကိုထွက်မယ်ဆိုလို့ရှိရင်တော့တန်တူးမှာလမ်းမပေါ်ကိုပေါက်ပါတယ်ကျွန်တော်တို့ရောင်းမဲ့နေရာကတော့တန်တူးမှာလမ်းမနဲ့ပို့ပြီးတော့နီးပါတယ်သူ့မင်္ဂလာထိပ်ကိုရှောက်မယ်ဆိုလို့ရှိရင်ပရိဒါဈေးရှိပါတယ်စေးရုံစေးကန်စားတောက်ဆိုင်အစုံလင်ရှိပြီးလူစီကားရလမ်းမပေါ်ဖြစ်တဲ့အတွက်စီးပွားရေးပဲလွတ်လို့လူပဲနေအဆင်ပြေပါတယ်ဗျာမြေအကျယ်ဝန်းကပေ20ပေ60ဖြစ်ပြီး18ပေပေ60အပြည့်ယူပြီးတော့စောက်လုပ်ထားတဲ့နှစ်ထပ် RC လုံးချင်းတိုက်260ခရံအမီပေါက်ဖြစ်တာမလို့အရှုပ်ရှင်းလုံးဝမရှိပါကဲဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့အိမ်ထဲကိုဝင်ကြည့်လိုက်ရအောင်အဲ့ဒီနေ့ကကျွန်တော်တို့သွားတဲ့အချိန်မှာမီးပြတ်နေတာဖြစ်တာကြောင့်ကျွန်တော်တို့ဗီဒီယိုအပြည့်အဝမရိုက်လိုက်ရတာကြောင့်ဓာတ်ပုံလေးတွေနဲ့ပဲလူကြီးမင်းတို့ကိုတင်ပြလိုက်တာဖြစ်ပါတယ်38000ကိုညှိနှိုင်းဈေးနဲ့အမြန်ဆုံးရောင်းချပေးမှာဖြစ်လို့လာရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာ